ဒီနေ့တော့ပေါက်ပန်းဖြူဝင်လေးကိုမြေပဲဆန်လေးနဲ့ခုလိုမျိုးလေးချက်စားဖြစ်ပါတယ်ရှင်ဟင်းလေးစားချက်ဖို့ရာအတွက်ကြက်သွန်နီရဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးစိမ်းရဲ့မြေပဲဆန်ကြော်ထားတာလေးတွေရဲ့အယောင်တင်ရဲ့နနွန်းလေးရဲ့ကိုထည့်ပြီးတော့ထောင်ပေးပါမယ်ရှင်ရေစစ်တက်စင်ထားတဲ့ပေါက်ပန်းဖြူရဲ့ကိုအစောအထောင်းထားတာလေးထည့်ပါမယ်ရှင်စားရဲ့ဟင်းချိုမုံရဲ့စီလေးအနှဲငယ်ထည့်ပြီးတော့အခုလိုမျိုးလေးနှံ့ဆက်သွားအောင်နေပေးပါမယ်ရှင်စုံချင်းရည်လေးလည်းအနှဲငယ်ထည့်ပေးပါမယ်ရှင်ဒီလိုအနေထားလေးလည်းရပြီဆိုရင်တော့စီလေးလည်းပြန်လာပြီးဖြစ်တဲ့အတွက်ပေါက်ပန်းဖြူနဲ့မြေပဲဆန်ချက်ကလေးကအသင်သုံးဆောင်နိုင်ပါပြီရှင်ချက်ရတာလွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းကောင်းတာမလို့တစ်ခါလောက်တော့ချက်စားကြည့်ပါနော်